အဲ့တော့ဒီ grammar ကိုသုံးတဲ့အခါမှာပြုလုပ်တဲ့သူကကိုယ်တိုင်ပဲဖြစ်ရမယ်။ဂျဲကနေကနော်အဲ့လိုပဲဖြစ်ရမယ်ပြီးရင်ဦးဒီကငါတို့ကအဲ့လိုပဲဖြစ်ရမယ်ငါတို့ကဝယ်လိုက်မယ်ကျမဝယ်ကျွေးမယ်ကျမစောစောလာခဲ့မယ်အဲ့လိုမျိုးကိုကဂရီပေးရဲ့ပုံစံမျိုးပဲဖြစ်ရမယ်သူများနာမည်သုံးလို့မရဘူးဥပမာစာမျက်နှာ224မှာပါတယ်နော်224နံပါတ်3ဆိုတဲ့ဟာရဲ့အပေါ်ကစာကြောင်းလေးနူကခေတ်ခေတ်စားကောရရောဘသူကကိတ်မုံဝယ်မှာလဲအဲ့လိုမေးလိုက်တယ်ဆိုလို့ရှိရင်စားကောရရောဝယ်မှာလဲလို့မေးလိုက်တယ်ဆိုရင်ကျမကဝယ်လိုက်မယ်ဆိုရင်ဂျဲကစားကေရောအဲ့လိုပြောတယ်ငါဝယ်လိုက်မယ်ဆိုရင်နေကစားကေရောငါတို့ကဝယ်လိုက်မယ်ဆိုရင်ဦးဒီကစားကေရောအဲ့လိုပြောတယ်အဲ့တော့မှသူများကဝယ်မယ့်ကိစ္စကိုစတီဗင်ရှိကစားကေရောဆိုရင်မှားတယ်နော်အဲ့ဒါဆိုရင်အဲ့လိုသုံးလိုက်ရင်မှားတယ်သူများနာမည်နဲ့ကယ်ယူနဲ့တွဲလို့မရဘူးကယ်ယူသုံးမယ်ဆိုရင်ကိုယ့်နာမည်ကိုပဲတွဲရမှာကိုပေါ့နော်ကျွန်တော်ကျမပဲတွဲလို့ရမယ်ကယ်ယူသုံးမယ်ဆိုရင်အကယ်၍သူများနာမည်ကိုသုံးမယ်ဆိုရင်တော့စတီဗင်ရှိကစားကောရရောစတီဗင်ကဝယ်ပါလိမ့်မယ်ဆိုတော့ငါတို့ရှိမှတင်ခဲ့ကောရရောဆိုတဲ့ grammar ကိုသုံးလို့ရတယ်နော်ကောရရောဆိုတာလည်းမယ်ဆိုတဲ့ grammar ပဲလေမှားပါမယ်ဆိုတဲ့ grammar ပဲအဲ့တော့စတီဗင်ရှိကစားကောရရောစတီဗင်ကဝယ်မှာပါစတီဗင်ကဝယ်ပါလိမ့်မယ်အဲ့လိုအဓိပ္ပာယ်မျိုးအဲ့တော့စားကောရရောကြတော့ကိုရိုင်းနဲ့သုံးလို့ရတယ်သူများနာမည်ကိုသုံးချင်လည်းရတယ်နော်ကောရယူကမေးခွန်းမေးလို့လည်းရတယ်အဖြေပြန်ဖြေလို့လည်းရတယ်ကိုရိုင်းနဲ့သုံးလို့ရတယ်သူများနာမည်လည်းသုံးလို့ရတယ်အခုတင်တဲ့ကယ်ယူကကြတော့မေးခွန်းမေးလို့မရဘူးပြီးလို့ရှိရင်သူများနာမည်တွေသုံးလို့မရဘူးအဖြေနေရာမှာပဲသုံးလို့ရတယ်ပြီးရင် subject ကလည်းကိုပဲဖြေရတယ်နော်